ယုံကြည်ချက်ကထောက်ပလားယာဒူးဆိုတာတခဏမင်္ဂလာပါရှင်မဟာနွယ်ချန်နယ်မှာကြိုဆိုပါရရှင်အားထားစရာပကန်းမင်းကြီးရှိနေပြီသို့တော်လူလက်ပိုင်းကိုလည်းလေ့ကျင့်ပြုစုထားသည့်ကြောင်းသိရှိတော်မူသည့်အတိုင်းကင်းဝင်နေရောတို့ကိုပကန်းမင်းကြီးထံတွင်အလုပ်လုပ်ရင်းပညာသင်ယူစေသည်အထူးသဖြင့်နိုင်ငံခြားတိုင်းပြည်များနှင့်ဆက်ဆံသည့်အခါတွေးပုံတွေးနည်းများနှင့်ရေးပုံရေးနည်းများကိုအထူးပြုသင်ယူစေသည်စီမံသည့်အတိုင်းလည်းဖြစ်လာသည်ကင်းဝင်မင်းကြီးကနိုင်ငံခြားတန်တမာရေးရာတွင်ထူးချွန်လာပြီးရောအတွင်းဝင်သည့်နိုင်ငံကအားထားရသည့်တတ်သိပညာရှင်ဖြစ်လာသည်ရတနာဘုံခေနိုင်ငံစီမင်းတွင်ထင်ပေါ်ကျော်ကြားလာကြမည့်ကင်းဝင်နှင့်ရောအတွင်းဝင်တို့အနက်ပကန်းမင်းကြီး၏တော်တက်မှန်ကန်သည့်စိတ်ဓာတ်ကိုစိတ်ဝင်ရရှိလိုက်သူကရောအတွင်းဝင်ဦးဖိုးလိုင်ဖြစ်သည်အသည့်နှင့်အတတ်ပညာပိုင်းပြည့်စုံတဲ့ကဲ့သို့စိတ်ဓာတ်လည်းမှန်ကန်ကောင်းမွန်ကြသည့်အတွက်မင်းတို့မင်းလက်ထက်တွင်စိတ်အေးချမ်းသောပြည်မမာဖြစ်ခဲ့ရသည်သို့တော်ဝမ်းနည်းပွဲကောင်းသည်ကဆရာကောင်းတစ်ပည့်ပန်းကောင်းပန်းကဲ့သောရောတွင်းဝင်ဥဖို့လိုက်သည်ထမ်းရည်ရွရွကိစ္စနှင့်မင်းအလိုတော်နှင့်မကိုက်ညီသည့်ကိစ္စတစ်ခုကြောင့်1229ခုနှစ်တွင်အတွင်းဝင်ရာထူးမှပထမဦးဆုံးအကြိမ်ဖြုတ်ချခြင်းကိုခံလိုက်ရခြင်းဖြစ်သည်တိုင်းပြည်ကနုနုအထက်ပိုင်း၌လူတော်တွေစုနေရသည့်အချိန်မျိုးတွင်ယခုကဲ့သို့မမျှော်လင့်ပဲဖြစ်သွားရခြင်းသည်ပကန်းဝင်ကြီးတို့ကင်းဝင်မင်းကြီးတို့အတွက်စိတ်မကောင်းစရာဖြစ်တော်လဲရောအတွင်းဝင်ကတော့မတုံ့လောက်ခဲ့ပါယုံကြည်ချက်ဟာထားပါလားယာဒူးဆိုတာတခဏဟူသည့်သဘောထားကရောအတွင်းဝင်ကိုကြားကန်ပေးထားသည်မဟုတ်လားမိခယောက်ျားဆိုတာကနာတစ်ပင်ဟူသည့်အသည့်ကိုငယ်စဉ်ကပင်ဖခင်ဖြစ်သူရင်တော်မင်းကြီးလှန်တန်းလန်းနှင့်တည်ဆုံကြရပုံအရသိရှိခဲ့သူဖြစ်သည်ထို့ကြောင့်လည်းတဦးဆံမိုင်းဘီရင်စနစ်၏အာနာစစ်စစ်မှုနှင့်ကြုံတွေ့လာနိုင်သည့်အခက်အခဲများကိုပညာရှိပြီးကြိုတင်တွေးဆထားနိုင်ခဲ့သည်ရာချနေပြီဖြစ်သည့်ရောတွင်းဝင်သည်လုပ်ငန်းတာဝန်များမရှိခြင်းကြောင့်ရေးအားတွေးအားပုံမရရှိလာသည်ရောအတွင်းဝင်အတွေးများတဲ့တွင်ပထမဦးဆုံးပေါ်လာသူကတော့မင်းတုံမင်းကြီးနန်းလျာကိစ္စတွင်အင်းရှိဆန်ကြီးတော်ကနောင်မင်းသားအားထားရှိခြင်းကိုသားတော်များကမကျေနပ်သားတော်32ပါးရှိသည့်အနက်မြင်ကိုမင်းသားမြင်းကုံတိုင်မင်းသားတို့၏မကျေနပ်မှုကပိုပြီးပေါ်လွင်ထင်ရှားလျက်ရှိသည်စီပြူမှရှင်မိဖုရားကြီး၏အတွေ့အကြံများကိုလည်းရိပ်စားမိလာသည်ဤသည်ကနန်းတွင်၏နန်းပြည်ရေးဖြစ်သည့်နိုင်ငံခြားဆက်သွယ်ရေးတွင်လည်းအထူးကြိုးစားနေတော်လည်းမအောင်မြင်သည်မြန်မာမင်းစီမံအုပ်ချုပ်ပုံ၏ပြက်ကွက်များကိုသိရှိနားလည်သည့်အင်္ဂလိပ်များကတင်းမာနေစေကြိုးပမ်းနေစေနန်းတွင်အတွင်းရေးများကိုတန်ခင်းတမန်ခင်းအရာပဲဖြစ်ဖြစ်ကုံတယ်ကုံဝဲနှင့်တူလီယိုဒလန်တွေကဖြစ်ဖြစ်စူးစီးသုံးသပ်နေသည်ပူတင်ဒီကိုပူပြီးခွာတင်ဒီကိုခွာရင်အင်္ဂလိပ်ကမြန်မာနိုင်ငံအတွက်ကြားကွက်တွေတတိကြီးဆင်နေခြင်းကိုလည်းရော့ပိုးလိုင်းကအတွေးခွေများတွေပေါ်လာလေတိုင်းကျေးဇူးရှင်အင်းရှိဆန်ကနောင်မင်းသားကြီးအတွက်စိုးရိမ်စိတ်များတပွားပွားပေါ်လာပြီးစိတ်မကောင်းဖြစ်ရသည်နောင်တော်ကအမျှော်မြင်ရှိ၍သရာကြည်ပြူတော်လဲ